ဟုတ်ပြီဒါကျွန်တော်အခုတော့ဒါ layer 2 switch လေးတစ်လုံးပေါ့နော်ဒါကျွန်တော်unboxing လုပ်ပြမှာပေါ့ဒါလူကြီးကနေထုတ်တယ်ကျွန်တော်တို့ layer 2 PoE ဒါ switch ဖြစ်မယ်ပြီးသွားရင်သူက SSD port ပါမှာပေါ့နော်ဒီမှာတော့ကို SSD port ပဲပါမှာပေါ့နော်ဒါချက်ပြမယ်သူကပတ်လိုက်တော့ဘူးကတော့လည်းကြီးတယ်ပေါ့နော်ဒီရှင်းမှာတော့ဒါသူ့ရဲ့model number တွေ serial number တွေဒါဘူးပေါ်မှာဒါရေးပေးထားတာနော်ဒီတော့လေးဒါကျွန်တော်ဖောက်ပြမယ်ကျွန်တော်ဒီဘူးလေးကိုကျွန်တော်ခောက်ပါမယ်နော်ဟုတ်ပြီဒါကျွန်တော်ဒါအခုဒါဖောက်လိုက်ပြီပေါ့နော်ဖောက်လိုက်ပြီဆိုတော့ဒါသူ့ထဲမှာဘူးလေးတစ်ခုပါမယ်ဒါသူ့ရဲ့ power ရိုးပေါ့နော် power cable ပါမယ်ဟုတ်ပြီဒါတော့ကျွန်တော်ဒီ mountain tool လေးပေါ့နော် mountain case လေးပါမယ်ဒါကျွန်တော်ဒီ red တွေမှာတက်ဆန်အသုံးပြုဖို့တော့ပေါ့နော်ပါမယ်ဒါ power ရိုး dress stand လေးပေါ့နော်ဒါလေးပါမယ်ဟုတ်ပြီဒါကျွန်တော် switch ကိုပြမယ်ပေါ့နော်ဟုတ်ပြီဒါကျွန်တော်အချိန်လေးကြာအောင်ပါဆိုလို့ပေါ့နော်ဒါကျွန်တော်ဖောက်ထားတဲ့ဟာကိုကျွန်တော်ကြော်ပြလိုက်အောင်ပေါ့နော်အခုဒီဟာကတော့ကျွန်တော်ဒီ physical ဘိုင်းပေါ့နော်ဒါကြည့်နည်းနည်းလေးကျွန်တော်နဲ့လိုက်ကြည့်လိုက်အောင်ပေါ့နော်ဘူးတူတာလေးရရင်ရှိအောင်လို့ okay ဒါလူကြီးကနေထုတ်ထားတဲ့ဒါ layer 2 switch ဖြစ်တယ် port ကကျွန်တော်တို့ဒီ1 to 48 port ရမယ်1 kb port တွေဖြစ်တယ်ပြီးသွားရင်ကျွန်တော်တို့ PoE ရမယ်ပေါ့နော် PoE မှာ PoE ရမယ် PoE plus ရမယ်ပေါ့နော်ဒါ48 port ပါမယ်ပြီးသွားရင်ဒီဘက်မှာကျွန်တော်ဒီ SSB module ပေါ့နော်ကျွန်တော်ဒီ fiber ရင်းနဲ့တွဲသုံးတဲ့ခါကျရင်ဒါတိုက်ရိုက်ဝင်သုံးလို့ရမယ်ဒါ app link အနေနဲ့သုံးကြရများတယ်ပေါ့နော်ကျွန်တော်ဒီကောင်လေး app link အနေနဲ့သုံးရတယ်ကျွန်တော်တို့ကတော့ဟုတ်ပြီဒါအရှင်းမှာပါတဲ့ဒါအပိုင်းလေးပေါ့နော်ဒီကောင်ကဒါ layer 2 တစ်ပိုင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပေါ့နော် VLAN တွေခွဲလို့ရတယ်ပေါ့နော်ဒါကျွန်တော်တို့ကဒါဒီမှာ CCTV တွေတက်မယ်ကျွန်တော်ဒီ network point တွေအတွက်ကိုဒါ data point တွေအတွက်ထားမယ်ဆိုတော့ဒါကျွန်တော်တို့ဒီ VLAN တွေခွဲမယ်ကျွန်တော်တို့ဒီ CCTV တွေကျွန်တော်တို့ AP တွေကိုကျွန်တော်ဒါ PoE ပေးမယ်ပေါ့နော်ဒီ switch ကနေဟုတ်ပြီဒီဘေးမှာဒါကျွန်တော်တို့ဒီလေဝင်လေထွက်ကောင်းအောင်လို့ဒါကျွန်တော်ဒီမှာအပေါက်လေးဒါဖွင့်ပေးထားရပါတော့ဟုတ်ပြီဒီနောက်မှာသူ့အတွက် power cable ဒါထိုးလို့ရမယ် portable ပါမယ်ပြီးရင်ကျွန်တော် fan နှလုံးတက်ဆင်ပေးထားရပါတော့ဒါကတော့ဒါသူတို့ဒီကျွန်တော်တို့ cloud မှာသုံးမယ်ဆိုရင်ဒါ Ruji cloud နဲ့ဒါပေါင်းထည့်ဖို့တော့ဗောနော်ဒါ manage ရတယ်ဗောနော်ဒီ cloud ကဒီ switch ကတော့ဟုတ်ပြီဒါတော့နောက်ထပ်ဒီဘေးပတ်လည်းအချမ်းလေးဖြစ်တယ်ကဲဒါအခုတော့ဒါကျွန်တော် Ruji layer 2 PoE switch နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဒါကျွန်တော်ဒါရှင်းပြပေးသွားဖြစ်ပါတယ်နောက်နေ့များမှာလည်းကျွန်တော်ဒီ unboxing video လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ဒါတခြားဘယ် device လေးကို unboxing လုပ်ရမလဲဆိုတာကိုဒါဆက်လက်စောင့်ကြည့်ပေးဖို့ဒါကျွန်တော်ဖိတ်ခေါ်ပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်